ကျွန်တော်ဒါကိုလှုပ်တဲ့မလှုပ်တဲ့မတေချာဘူးပြလက်နဲ့ပဲပန်းထိုးတယ်လို့မျိုးလုပ်နေရင်တော့အလုတ်ကအရန်နှိမ့်လို့နေမှာပေါ့ကျွန်တော်လက်တွေပျက်စီးသွားရင်တော့တနေ့ကိုဂီယာ3ခုထပ်ပို့ပြီးတန့်စင်နိုင်မှာမဟုတ်ဘူးကျွန်တော်ကအလုတ်ယုံသုံးဟိုက်ဒရိုကလိုရဲ့အက်ဆစ်ကိုအသုံးပြုပြီးအဲ့ဒါနဲ့တွဲဖက်ပြီးအေကာလိုင်းစီချိုဆေးတွေကိုသုံးရလိမ့်မယ်နောက်ဆုံးတော့အဲ့ဒါကိုပို့တိုက်ဆက်နဲ့တောက်ပအောင်လုပ်လိုက်တယ်ကျွန်တော်ကအစားတောက်အတွက်သုံးရမယ့်ရွှမ်း3000လုံးကိုသုံးလိုက်မိပြီလေအခုဆိုကျွန်တော် phosphoric acid တောင်ဝယ်ဖို့ပတ်စံမရှိတော့ဘူးပတ်စံချေးဖို့လိုလာရင်တော့ချေးကိုချေးရမှာပဲကိုဆွေမျိုးတွေစီမသွားနဲ့အစိုးရဖွဲ့စည်းစီပဲသွားပါနောက်တစ်ယောက်လူချမ်းဦးခမားကဟွန်းကျင်စက်ယုံမှာအဆင့်ရှိကျွမ်းကျင်သူအဖြစ်အလုံးမလုံးပဲဘာလို့ဒီမှာရောက်နေတာလဲခမားဒီမှာဘာလုပ်နေတာလဲထောက်ပံ့ကြေးလာယူတာလားဒါမှမဟုတ်အငွေလာအပ်တာလားပတ်စံလာအပ်တာမဟုတ်ဘူးချေးငွေပဲလိုချင်တာကျွန်တော်ချေးငွေလျှောက်ဖို့လာတာပါရွှမ်း9000ပါ9000ခမားဘာလုပ်ဖို့လိုတာလဲစားတောက်ဆိုင်ဖွင့်မလို့လားဒါမှမဟုတ်စိုက်ပျိုးရေးထုတ်ကုန်တွေလက်ကားရောက်မလို့လားခမားမှာပေါင်းနှံစရာပစ္စည်းအိမ်ဒါမှမဟုတ်ကားရှိလားအိမ်လည်းမရှိဘူးကားလည်းမရှိဘူးကျွန်တော်မှရှိတာကတော့စွန့်ပစ်ထားတဲ့လေယာသုံးဆက်ပစ္စည်းဟောင်းတွေဂီယာတွေနဲ့ဂီယာအောင်တွေပြည့်နေတဲ့ခြံဝင်းပဲရှိတယ်ကျွန်တော်ကအထူးတတုတင်မောတစင်းကိုဒုတိယအကြိမ်ပြုပြင်ဖို့စီစဉ်နေတာပါဟာResta စက်ယုံကနောက်ဆုံးတော့ပြိုလဲသွားပြီပေါ့ဒီကျွမ်းကျင်တဲ့နည်းပညာရှင်ကတော့စိတ်ရှုပ်ထွေးပြီးအယူဖြစ်သွားပြီနဲ့တူတယ်တန်တိုတန်စားတွေနဲ့ချေးငွေလာယူနေတယ်လေဟာသူတကယ်ကြီးကိုလှုပ်တော့မှာပဲတန်တိုတန်စားသိမ်းတဲ့သူတွေတောင်ဒီပစ္စည်းတွေကို1ကီလို50ပြားတောင်ပေးဝယ်မှာမဟုတ်ဘူးအဲ့ဒါတွေကနေရာပဲအလကားယူထားတာပါသူကတော့အဲ့ဒါတွေကိုယတနာလိုသဘောထားနေတယ်လူကျန်းဟူခမားဒီနေ့အိမ်ကမထွက်ခင်ကောင်းကိုအုတ်ခဲနဲ့အပေါက်ခံခဲ့ရတာလားတခြားသူတွေကတည်ယူပို့ဆောင်ရေးအတွက်ကားဝယ်ဖို့ချေးငွေယူကြတာခမားကတန်တိုတန်စားအပုံကြီးအတွက်ရွှမ်း9000သုံးနေတယ်ခမားကချေးငွေတမကကိုအမိုက်ပုံဒါမှမဟုတ်စင်းရဲနှမ်းပါမှုထောက်ပံ့ရေးရုံလို့ထင်နေတာလားဟာချီယိုယွန်းအဲ့ဒါတွေကတန်တိုတန်စားတွေမဟုတ်ဘူးအဲ့ဒါတွေကအထူးတတုတွေပါအစစ်နဲ့ပြန်ပြီးပုံသွင်းလိုက်ရင်ပေါ့သူတို့စကားဖြတ်ပြောလိုက်တယ်ခမားကကိုကျွမ်းကျင်မှုနဲ့ကိုအသက်မွေးဝမ်းကြောင်းပြတာကိုကျွန်တော်လေးစားပါတယ်ကျွန်တော်ဒီနေ့တော့ကြမ်းတမ်းတဲ့စကားလုံးတွေမပြောတော့ဘူးခမားသာတင့်တော်တဲ့စက်မှုအလုပ်ဒါမှမဟုတ်တက်စင်ရေးအလုပ်တစ်ခုခုလုပ်မယ်ဆိုရင်တန်တိုတန်စားတွေကိုပေါင်းနှံပစ္စည်းဖြစ်သုံးနိုင်မဲ့နီလန်းကိုကျွန်တော်ရှာပေးနိုင်ပါသေးတယ်စီကန်းတွေကတော့အကျုံးမဝင်ဘူးထွက်သွားရင်ဘယ်ဘက်ကိုလှည့်ပြီးဖြည်းဖြည်းချင်းရှောက်သွားပါကျွန်တော်လိုက်မပို့တော့ဘူးဟာဒရိုက်တာရှန်ခမားစက်မှုလုပ်ငန်းကိုနားမလည်မှန်းကျွန်တော်သိပါတယ်ဒါပေမဲ့ခမားစရင်အင်းတော့နားလည်ပါတယ်ကျွန်တော်တညလုံးမအိပ်ပဲဒီလက်နဲ့လုပ်ထားတဲ့ပစ္စည်းအတွက်စိန်ဆက်ကူနဲ့ပို့တိုက်နေခဲ့တာပါအဲ့ဒါကို1မီလီမီတာချင်းစီဖြစ်အောင်ပို့တိုက်ထားတာပါသူ့ရဲ့မူရင်းအစိပ်ပိုင်းကဇောင်းသားလုံး1ကီလိုကို20ပြားနဲ့တန်တိုတန်စားအဖြစ်ရောင်းမလို့ရှိတဲ့တန်ချီတက်နေတဲ့ဂီယာတစ်ခုပါသူကအဲ့ဒါကိုအမိုက်ဖြစ်ရောင်းဖို့လုပ်နေတာပါခမားဒီဂီယာရဲ့ချိတ်ဆက်တဲ့မျက်နှာပြင်ကိုစမ်းကြည့်လို့ရပါတယ်လမ်းကြောင်းတစ်လျှောက်လုံးမှာရှိတဲ့ဒေါန်ဖန်ကန်ထရိုက်တာအဟောင်းတွေနဲ့လေယာ33လေးဆိုင်က1000ကျော်ရှိပါတယ်ပြီးတော့ပြုပြင်ပြီးသွားရင်ຫນွေဥထုံရဲ့ချိန်ကစတော့မှလေးဒါကအရေးတကြီးလိုအပ်တဲ့အရာပါဒီအတိကဂီယာကစိုက်ပျိုးရေးစက်ပစ္စည်းဌာနကမူရင်းအစိပ်ပိုင်းတစ်ခုကိုရွှမ်း800ကျတင်ပါတယ်ပြီးတော့ပစ္စည်းရောက်ဖို့တဝက်လောက်စောင့်ရအောင်ပါတာမန်လူတွေကစောင့်ဖို့ဒါမှမဟုတ်ပတ်စံပေးဖို့မတတ်နိုင်ကြဘူးဒါပေမဲ့ကျွန်တော်ရဲ့ပြန်လည်ပြုပြင်ထားတဲ့ဂီယာကမူရင်းဂီယာလိုပဲခံနိုင်ရရှိပြီးမာကြောပါတယ်ကျွန်တော်ကလက်နဲ့ပဲဒုတိယအကြိမ်စောင့်ပေးပြီးပို့တိုက်ထားတော့ချိတ်ဆက်မှုကပိုပြီးချုံးမွေသွားတယ်ကျွန်တော်မှအခုအရေးအတွက်200ပဲရောင်းဖို့ရှိတယ်ကုန်ကျန်း9တန်နဲ့ဒီအတိကအစိပ်ပိုင်းအစုံ200လောက်ထုတ်လို့ရပါတယ်ကျွန်တော်ကိုရှောင်းစုစင်ထရီနဲ့ပို့တိုက်73ပစ္စည်းတွေဝယ်ဖို့ရွှမ်း9000ပဲလိုအပ်တာပါတစ်လရဲ့တဝက်လောက်ဆိုရင်ကျွန်တော်ငွေသားယွန်4000ပြန်ရနိုင်ပါတယ်အသုံးချနိုင်မှုအပိုင်းကိုကျွန်တော်ထပ်ခမားပို့သိမှာပါကျွန်တော်တန်တိုတန်ဆတွေရဲ့ဂုံတက်တိပြန်ရအောင်ဒီပေါင်စရာကိုရေးထားတာပါပြီးတော့စိုက်ပျိုးရေးစက်ပစ္စည်းတွေဆုံးရှုံးမှုအပေါ်ဈေးကွက်စစ်တမ်းအစီရင်ခံစာလည်းပါပါတယ်ဒရိုက်တာရှန်ဒါကပေါင်နှံပစ္စည်းမဟုတ်ဘူးဒါကကျွန်တော်ရဲ့လုပ်ငန်းစီမံကိန်းပါလူကျန်းဟူချင်းငွေတမကရဲ့စီးမြင့်တွေကတန်မဏိလိုခိုင်းပါတယ်ရုပ်ဝတ္ထုပေါင်နှံပစ္စည်းမပါဘဲနဲ့ပေါ့ခမားရဲ့စီမံကိန်းကရွှေတောင်ကြီးဖြစ်လာနိုင်ရင်တော့ကျွန်တော်ကပြည်သူရန်ပုံငွေတပြားတစ်ချက်မှခွင့်ပြုပေးလို့မရဘူးတရားမဝင်ချင်းငွေပေါ့ကျွန်တော်ဘာမှမပါဘဲထွက်သွားဖို့အစင်တင်ပဲခမားဘာပြောလိုက်တာလဲကျွန်တော်ပြည်သူရန်ပုံငွေကိုခွင့်ပြုပေးလို့မရပေမဲ့ကျွန်တော်ပတ်စံကိုပိုင်ကိုတော့ချေးပေးလို့ရပါတယ်ဒီမှာရွှမ်း6000ရှိတယ်ဒါကနှစ်ပေါင်းများစွာစူးစမ်းလုပ်ကင်ပြီးစုဆောင်းထားတဲ့ကျွန်တော်ရဲ့ပေးကမ်းရမယ့်စုငွေပါကျွန်တော်အကုန်လုံးခမားကိုချေးပေးပါမယ်အတိုးမယူဘူးဒါပေမဲ့စီကန်းတစ်ခုတော့ရှိတယ်ပထမအချက်ခမားကတလရဲ့တဝက်အတွင်းမှာအရင်ရောအတိုးပါအကုန်ပြန်ဆက်ရမယ်ဒုတိယအချက်ခမားဂီယာတွေကိုမရောက်နိုင်ဘူးဆိုရင်ပေါ့ခမား channel ကတန်တိုတန်စားတွေအားလုံးနဲ့ခမားရဲ့အဆင့်အိတ်ခရအန်နန်းတော်နဲ့ပါကျွန်တော်အတွက်3နှစ်အလုပ်လုပ်ပေးပြီးအကျွေးဆက်ရမယ်သဘောတူလားတလရဲ့တဝက်ကျော်ရင်ကျွန်တော်ပြန်မဆက်နိုင်ရင်ဒီကျွန်တော်လက်တွေကိုခမားကြိုက်တယ်လို့လုပ်လို့ရပါတယ်လူချမ်းဟူဒရိုက်တာရှန်ကျွန်တော်ကိုပေးကမ်းဖို့စုထားတဲ့ပတ်စံအတွက်ကျေးဇူးတင်ပါတယ်မကြခင်မှာပဲကျွန်တော်ဒါကိုမြို့ထဲမှာနောက်ဆုံးကြံတဲ့ဘန်စာအုပ်ဖြစ်အောင်လုပ်ပြမယ်ဆောင်းတာလုံးနဲ့သူ့ညီမကိုသူတို့တန်တိုတန်စားတွေတင်ခိုင်းထားလိုက်ကျွန်တော်ရဲ့ပထမဆုံးဂီယာအတုတ်ထွက်လာတာကိုပဲစောင့်ကြည့်နေလိုက်ကျွန်တော်သူတို့ကိုပြမယ်စက်မှုအစ်စ်မှာတကယ်ကိုပြက်ပြက်တသားအနိုင်ယူလိုက်တာဘယ်လိုမျိုးလဲဆိုတာကိုပေါ့ကျွန်တော်ရောဘာရေဆိုခံဝတ်စုံကိုဝတ်ပြီးဂီယာတွေကိုဆယ်ထုတ်ကအေကာလိုင်းကန်ထဲကိုပစ်ထည့်လိုက်တယ်နောက်ဆုံးမှာတော့သူတို့ကတန်ချိတက်ချင်းကိုကာကွယ်တဲ့တန်ရှင်းတဲ့ရေကန်ထဲကိုကျသွားတယ်ကျွန်တော်တန်ရှင်းတဲ့ဂီယာတွေကိုယူပြီးစင်ပေါ်မှာရှိတဲ့အပူပစ္စည်းတွေနဲ့တက်ဆင်ထားတဲ့အလွယ်လောက်ထားတဲ့ပို့တိုက်ဆက်ကိုတုံးပြီးကြိတ်ချလိုက်တယ်15ရက်ကြာပြီးတဲ့နောက်မှာတော့နောက်ဆုံးတော့ပြီးသွားပါပြီဒါကကျွန်တော်ရဲ့စစ်ပွဲပဲတိုက်ပွဲဝင်ဖို့အချိန်တန်ပြီး boss လွန်ရန်ဟုံးကျွန်တော်ရဲ့အကြီးဆုံးသမီးကျွန်တော်ရဲ့ဒေါင်ဖန်ဟုံးဂီယာအောင်ရဲ့တတိယဂီယာကလေကွင်းထဲမှာကျိုးသွားတယ်ထွန်ရက်ဖို့ကြံနေတဲ့ဧက30ရှိသေးတယ်တနာစိတ်လေးတော့ထားပါဦးအရင်ဆုံးပစ္စည်းကိုကျွန်တော်ကိုပေးလိုက်ပါရိတ်သိမ်းပြီးရင်ကျွန်တော်ပြန်ပေးပါမယ်ဦးလေးလီကျွန်တော်တို့ဒီမှာစီးပွားရေးလုပ်နေတာပါအလှလုပ်နေတာမဟုတ်ဘူးမူရင်းတတိယဂီယာတစ်ခုကို850အကျွေးမရောက်ဘူးခမားနောက်ကတန်းစီနေတဲ့သူတွေကိုကြည့်လိုက်ဦးခမားမဝယ်ရင်လည်းငွေသားနဲ့ဝယ်မဲ့သူတွေအများကြီးရှိပါတယ်ပြီးခဲ့တဲ့နှစ်က600ပဲရှိတာအခု850ဖြစ်နေပြီလားခမားတို့ကကျွန်တော်တို့ကိုအခွင့်ကောင်းယူနေတာမဟုတ်ဘူးလားလာအိုလီအဲ့ဒါကပြောဖို့မတင်တော့ပါဘူးဒီမျိုးတွေကစိုက်ပျိုးရေးပစ္စည်းဆိုင်တွေအားလုံးမှာဒီနှစ်ပစ္စည်းပြတ်နေတာပါကျွန်တော်ဒီအတုပ်ကိုရဖို့အရန်ခက်ခက်ခဲခဲစူးစမ်းခဲ့ရတာပါ850တပြားမှမလျှော့ဘူးခမားသာຫນွေဦးစိုက်ပျိုးချိန်ကိုလွတ်သွားရင်ခမားမိသားစုတစ်စုလုံးတစ်နှစ်စာရိတ်သိမ်းချိန်ဆုံးရှုံးလိမ့်မယ်ဒီပစ္စည်းကတန်ဖိုးဘယ်လောက်ရှိလဲဆိုတာခမားကိုယ်တိုင်ပဲဆုံးဖြတ်ပါဦးလေးလီဒီမှာအလိမ်ခံမနေပါနဲ့မြို့ရဲ့အနောက်ဘက်ကစွန့်ပစ်ထားတဲ့အုပ်ဖုတ်ဖို့မှာဟောင်းနှွမ်းနေတဲ့ဟုံရှင်းစက်ယုံကလူကျန်းဝူဆိုတဲ့သူကပြန်လည်ပြုပြင်ထားတဲ့ဂီယာတွေကိုရွှမ်း200နဲ့ပဲရောင်းနေတာ
သူကအဲ့ဒါတွေကိုတက်ဆင်ပေးပြီးအလုပ်လုပ်မယ်လို့လဲအာမခံသေးတယ်ရွမ်200နဲ့ပြန်လဲပြုပြင်ထားတဲ့ဟာတွေကတကယ်ပဲယုံကြည်ရလို့လားအစီးမာတင်အချိန်တင်ပြီးမောင်းမနေနဲ့တော့မဟုတ်ရင်ကျိုးသွားလိမ့်မယ်ကျွန်တော်ဦးလေးကမနေ့ကမှအဲ့ဒါကိုအစားထိုးလိုက်တာမာစတာလူရဲ့ကျွမ်းကျင်မှုကိုခမည်းသိတာပဲသူကဟုံရှင်းဆက်ယုံရဲ့ကြောရိုးပဲလေကျွန်တော်ဦးလေးပြောတာတော့ဂီယာတွေကမူရင်းထက်ပိုပြီးချုံးမွေအောင်ပြောင်းလို့ရတယ်တဲ့လုံးဝအတန်လဲမထွက်ဘူးခုနကကောင်လေးကလူကျန်းဦးဂီယာရောက်နေတယ်လို့ပြောသွားတယ်အကိုရာအဲ့ဒီအမိုက်ကောက်သမားအကြောင်းဘာလို့စိတ်ဝင်စားနေတာလဲသူကတန်လိုတန်စားတွေနဲ့ကစားနေုံတက်ပါသူကအဲ့ဒီကနေဘာများလုပ်နိုင်မှလဲတောင်သူတွေကမမိုက်ပါဘူးသူတို့ကနောက်ဆုံးတော့ကျွန်တော်တို့စီကိုပဲပြန်လာပြီးအလုပ်ကျန်းတွေအတွက်အစ်စ်တွေဝယ်ရမှာပါကောင်းပြီဦးလေးလီစပြီးစနိုးကြည့်လိုက်ပါအံ့ဩစရာပဲတကယ်ကိုအံ့ဩစရာပဲမာစတာလူခမည်းကတကယ်ကိုအသက်ရှင်နေတဲ့ဖះလောက်မဲ့ဒီဂီယာပြောင်းဆက်ကကျွန်တော်အရင်ကကားအစ်စ်ဝယ်တော့ကထက်တောင်ပိုကောင်းနေသေးတယ်ဒါကတာရှည်ခံရဲ့လားကျွန်တော်ဦးလေးလီဂီယာတွေကို1960ခုနှစ်တွေကစံချိန်စံညွှန်းဖြစ်တဲ့ကာဗွန်မြင့်တံမဏိတွေနဲ့လှုပ်ထားတာပါဒီနေ့ခေတ်အရက်ဖက်ဆက်ယုံကအစိပ်ပိုင်းတွေနဲ့ရှင်ရင်တော့သူ့ရဲ့မာကျုံးမှုကတခြားအဆင့်ပါပါကျွန်တော်ကသူတို့ကိုပြန်ပြီးမိပြင်းတိုက်ပြီးပုံသွင်းထားတာပါအဲ့ဒါကတတုပင်မနွမ်းနေတဲ့အလွာကိုဖယ်ရှားလိုက်တာပါတသက်လုံးခံမယ်လို့တော့ကျွန်တော်အာမမခံနိုင်ဘူးဒါပေမဲ့စီကိုအချိန်မှန်လဲပေးတဲ့ထွန်ဆက်ကိုအမိုက်ဖြစ်မစွန့်ပစ်ခင်ထီတော့သူကပြတ်မှာမဟုတ်ဘူးဂီယာတစ်ခုခုကျိုးသွားရင်ခမားတို့တန်တူကြီးကိုကင်ပြီးကျွန်တော်ဘက်ကိုလာခွဲနိုင်ပါတယ်မာစတာလူကပြောတဲ့စကားကိုဘယ်တော့မှပြန်မရုပ်သိမ်းဘူးအဲ့ဒါမအောင်မြင်ရင်ကျွန်တော်ရွာကိုပြန်သွားပြီးအတန်ချက်ဆက်နဲ့ကြီးညာပေးမယ်ဒါကတာမန်လူတွေအတွက်အသက်ရှင်ဖို့ပတ်စံအောင်တက်တာစီတယ်ဘယ်ရင်ကိုအရင်ညိပါအတင်းမထိုးထဲပါနဲ့ဖြည်းဖြည်းချင်းအတာလေးထဲပါပစ္စမမြောက်နေအစီအစဉ်အတိုင်းမှတ်ပုံတင်ပြီးစောက်ပါလူကျန်းဦးဒီနေ့ကငါပတ်လောင်းထားတဲ့ရဲနောက်ဆုံးနေပဲခမားဘာလို့တန်လိုတန်စားတွေကိုမယောင်းရတာလဲ3နှစ်စာစာချုပ်ချုပ်ဖို့ပြင်းနေတာလားဒါကခမားတလားရဲ့တဝက်အတွင်းမှာရှာထားတာလားဒါကပထမဆုံးဂီယာတုတ်ကနေရတဲ့စုစုပေါင်းဝင်ငွေပါခမားစီကချေးထားတဲ့ကုန်ကျစရိတ်ယွမ်9000ကိုနှုတ်ပြီးတန်လိုတန်စားတွေဝယ်ဖို့သုံးတဲ့ယွမ်3000ကိုပေါင်းလိုက်ရင်အသားတင်အမြက်က3200ပါဒီမှာခမားကိုချေးထားတဲ့ပေးကမ်းရမယ့်စုငွေယွမ်6000ပါပိုတဲ့100ကအတိုးပါကျွန်တော်ပြောခဲ့တယ်လေသူ့ကိုမျိုးထဲမှာနောက်ဆုံးကြံရင်းမဲ့သူဖြစ်အောင်လုပ်မယ်လို့လူကျန်းကိုခမားရဲ့ယွမ်100တိုးကိုကျွန်တော်ဂယူးမဆိုင်ပါဘူးခမားကတန်လိုတန်စားတွေထဲကနေရွှေကိုရှာနိုင်တာကခမားရဲ့ကျွမ်းကျင်မှုကြောင့်တင်မဟုတ်ဘူးခမားမှာတန်မဏိထက်ပိုမာတဲ့ကြောရိုးရှိလို့ပါဒီပတ်စံကိုကျွန်တော်ရဲ့ကိုယ်ပိုင်ယင်းနှိမ့်မြုံမှုလို့သဘောထားလိုက်ပါဒီနေ့ကစပြီးခမားအစ်စ်နဲ့ပစ္စည်းတွေဝယ်ဖို့စိတ်ပူစရာမလိုတော့ဘူးကျွန်တော်ခမားအတွက်စည်ရင်းတွေကိုတင်ထားပေးမယ်ကောင်းပြီဒါဆိုရင်ဒါကိုကျွန်တော်တို့ရဲ့ပထမဆုံးအမျက်ဝေစုအတွက်အငွေလို့သဘောထားလိုက်ကြတာပေါ့ချိန်ဆဲလိုက်တာဒါကတော့လွန်နေပြီးအလုပ်ပြုတ်ပြီးပတ်စံမရှိတဲ့အလုပ်သမားကကျွန်တော်တော့မလိုချင်တဲ့အမိုက်တွေကိုစုပြီးကျွန်တော်စီးပွားရေးကိုလာလူရဲတယ်ပေါ့သူဒါကိုဆက်လုပ်နေတာကိုကျွန်တော်ခွင့်မပြုနိုင်ဘူးသူပစ္စည်းတွေကတကယ်ကိုအရေးသွေးကောင်းတော့လူတွေကသူ့ကိုယုံကြည်နေကြတာသူဆက်ပြီးချက်ထွင်ခွင့်ပေးလိုက်ရင်တော့ကျွန်တော်တို့ရဲ့တိတ်နဲ့ချီတဲ့ပစ္စည်းရောင်းဝယ်ရေးစီးပွားရေးကလုံးဝပျက်စီးသွားလိမ့်မယ်မနှက်ဖြန်ကျွန်တော်လူအနေငယ်ကိုခေါ်ပြီးသူ့ရဲ့ပစ္စည်းနေတဲ့အုပ်ဖုတ်ဖို့စက်ယုံကိုဖျက်ဆီးပစ်မယ်သူဘသူကအစ်စ်အမှန်အုပ်ချုပ်နေတာလဲဆိုတာသိသွားလိမ့်မယ်ဘာကိုဖြစ်မှာလဲအဲ့ဒါတရားမဝင်ဘူးလေအကိုကျန်းဟူကတန်လိုတန်ဆတွေစုရတာမနစ်သက်ဘူးလားဒါဆိုရင်သူ့ကိုအရင်မြစ်ကနေပဲဖျက်တောက်လိုက်မယ်မြို့တစ်မြို့လုံးနဲ့အနီးနားကရွာတွေမှာရှိတဲ့တန်ချီးတက်နေတဲ့အမိုက်ပိုင်းစာမှန်သမျှဘလောက်ပဲကြီးကြီးသေးသေးသူ့လက်ထဲကိုဘာမှရောက်မသွားစေနဲ့လာစမ်းပါကျွန်တော်ထောင်ချောက်ဆင်ပြီးသားပါခမည်းဒီလိုလုပ်လိမ့်မယ်လို့ကျွန်တော်စောင့်မျှော်နေတာကြာ